နှစ်40ပฏิပက္ခကိုအဆုံးသတ်မည်ငြိမ်းချမ်းရေးစာချုပ်အာမေးနီးယားနဲ့အဇာဘိုင်ဂျန်သဘောတူအဇာဘိုင်ဂျန်နဲ့အာမေးနီးယားနှစ်နိုင်ငံကြားနှစ်ပေါင်း40နီးပါးကြာဖြစ်ပွားနေတဲ့ပဋိပက္ခကိုအဆုံးသတ်မဲ့ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်ပါစည်းကမ်းချက်တွေကိုသဘောတူခဲ့ကြောင်းနှစ်နိုင်ငံဘက်ကတာဝန်ရှိသူတွေထုတ်ဖော်ပြောဆိုလာတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။1980ပြည့်နှစ်အတွင်းအာမေးနီးယားလူများစုအများဆုံးနေထိုင်တဲ့အဇာဘိုင်ဂျန်နိုင်ငံရှိနဂေါနိုကရာဘတ်ဒေသဟာအာမေးနီးယားနိုင်ငံထောက်ခံမှုနဲ့အတူအဇာဘိုင်ဂျန်ကနေထွက်ခွာခဲ့ပြီးနောက်ပိုင်းကတည်းကအဆိုပါဒေသမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဇာဘိုင်ဂျန်နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခကိုအဆုံးသတ်ဖို့အတွက်ငြိမ်းချမ်းရေးသဘောတူညီချက်ကိုအပြည့်သက်ခဲ့ကြောင်းအာမေးနီးယားနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အာမေးနီးယားနိုင်ငံသားရေးဝန်ကြီးဌာနကငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့အဆင်သင့်ဖြစ်နေပါပြီ။အာမေးနီးယားနိုင်ငံဟာငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးမဲ့နေရတဲ့အချိန်တွေကိုအဇာဘိုင်ဂျန်အစိုးရနဲ့စတင်ညှိနှိုင်းဖို့အဆင်သင့်ဖြစ်နေပါပြီလို့ပြောဆိုခဲ့ပါတယ်။အဇာဘိုင်ဂျန်နိုင်ငံသားရေးဝန်ကြီးဌာနကအဇာဘိုင်ဂျန်နဲ့အာမေးနီးယားနိုင်ငံတို့အကြားငြိမ်းချမ်းရေးနဲ့နှစ်နိုင်ငံကြားဆက်ဆံရေးထူထောင်ရေးသဘောတူညီချက်မူကြမ်းမှာပါရှိတဲ့ဆက်ဆက်ညှိနှိုင်းမှုတွေကိုကျွန်တော်တို့ဘက်ကကျေနပ်စွာသတိပြုမိပါတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။